လန်လေးရစမှာတော့ကျော်ကြီးဇော်ကြီးနဲ့မြမြတို့၃ယောက်တောင်တသမားတွေဖြစ်ကြပြီးတော့ဂျော်ဂျီယာနိုင်ငံမှာတောင်တက်နေကြတာနဲ့ဇလန်လေးကိုစတင်ထားပါတယ်။တောင်လေးတနေရာကိုရောက်တော့ကျော်ကြီးကဒူးထောက်ပြီးစော်လေးမြမြကိုလက်ထပ်ခွင့်တောင်းနေရင်းနဲ့ဒီဟီးစဉ်ကိုမြမြအတွက်အချိန်ကြာကြီးယူပြီးတော့စီစဉ်ခဲ့ရတာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ဒါကိုကြည့်နေရတဲ့ဇော်ကြီးတယောက်ကတော့စောင့်မြင်ခဲ့နေပြီးတော့သူတယောက်ထဲထားပြန်မယ်လုံနေလို့မင်းပါမပျော်စရာကောင်းတယ်ဆိုပြီးကြော်ကြီးကတားလိုက်ပါတယ်။ညာခင်းတကောင်ကျော်မိထလုံနေတဲ့ချိန်မှာကနာမငြိမ်ဖြစ်နေတဲ့ဇော်ကြီးကိုကြော်ကြီးကသူတို့ကိုတဝင်းတိုးနေတာလားလို့ဒဲရိုးကြီးမေးလိုက်ပါတယ်။ဘူးမသိဘာမသိဇော်ကြီးကတော့ကြောင်တောင်ဖြစ်နေတော့ကြော်ကြီးတို့စုံတွဲကဘာမှဂယုမဆိုင်တော့ဘဲနဲ့ရွက်ဖြင့်တဲတဲကိုဖွင့်ပြီးတော့ဘိုးကြားတဲ့နဲ့စော့နေလိုက်ပါတယ်။တရီတမြမြဖြစ်နေတဲ့ဇော်ကြီးကတော့အလိုက်တတိနဲ့ပဲမိဖို့ကိုညှိမ့်လိုက်ရပါတယ်။ညကကြော်ကြီးတို့အတန်ကြောင်အေးရေးပြတ်ထားတဲ့ဇော်ကြီးတယောက်အဲ့ရနောက်ကျမှနိုးလာတော့ကြော်ကြီးတို့စုံတွဲမရှိတော့တာကိုတွေးလိုက်ရပါတယ်။နိုးချင်းတဲပြင်ဘက်မှာတော့သူတို့အိတ်တွေကိုခိုးနေတယ်လို့ထင်ရတဲ့တကောင်ကိုဆွဲထိုးမလို့ဟန်ပြင်လိုက်ပါတယ်။မနက်စောစောလင်းဆွဲထားကြည့်ပြီးပြန်လာတဲ့ကြော်ကြီးတို့စုံတွေပြန်ရောက်လာတော့မှတခိုးလို့ထင်ရတဲ့သူကတက်တာရသွားခဲ့ပါတယ်။အကြောင်းကတော့ဒီလူကတခိုးမဟုတ်ဘဲနဲ့သူ့တငယ်ချင်းပြောင်လေးဖြစ်နေလို့ပါ။ဒါကြောင့်သူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ပြောင်လေးကိုသူတို့၃ယောက်အတွက်အမှတ်တရတပုံရိုက်ခိုင်းနေတော့ဆရာသမားကလိုက်တင်မကောင်းလို့နေရာအစုံပတ်ရွှေ့နေခိုင်းလိုက်ပါတယ်။နေရာအရွှေကောင်းတဲ့ပြောင်လေးကြောင့်အခုဆိုဇော်ကြီးတယောက်နင်းမိုင်းတစ်ခုပေါ်နင်းမိသွားပြီဖြစ်ပါတယ်။ကျော်ကြီးကစိတ်ငြိမ်ငြိမ်ထားဖို့ပြောနေပြီးမဲ့မိုင်းကိုနင်းထားရတဲ့ဇော်ကြီးကတော့စိတ်မရှိဖြစ်နေခဲ့ပါတယ်။ပြောင်းရသူတို့ရောက်နေတဲ့တောင်ထိပ်ကနေအကူအညီတောင်းဖို့အတွက်နဲ့အနီးဆုံးမြို့စီကိုသွားဖို့၄နိုင်လောက်ကြာမယ်လို့ပြောနေပါတယ်။ကျော်ကြီးဟာသူ့စော်မြမြကိုပြောင်ကြီးနဲ့အတူအကူအညီရှာတာလိုက်သွားဖို့ပြောနေပြီးတော့သူကတော့ဇော်ကြီးဖေးနားမှာပဲရက်နေမယ်ဖြစ်ကြောင်းပြောနေလိုက်ပါတယ်။သူတို့နှစ်ယောက်မင်္ဂလာဆောင်မှာဇော်ကြီးကိုပဲသတို့သားအရန်လောက်ခိုင်းမှာဖြစ်ကြောင်းနဲ့စိတ်အေးထားဖို့အတွက်ဇော်ကြီးကိုရှင်းပြနေပါတယ်။အဲ့ဒီအချိန်မြမြရဲ့ဖုံးမိလာလို့ဖုံးလိုက်မိပြီလို့ဆိုရင်းနဲ့199ကိုဖုံးဆက်အကူအညီတောင်းလိုက်ပါတယ်။ကျော်ကြီးဟာသူတို့ရှိရဲ့တောင်ထိပ်ရဲ့တီနေရာကိုအတိအကျပြောနေပြီမဲ့199ကကိုလာရွှေကတော့သူတို့ကိုဖုံးနဲ့လာနောက်နေတယ်ထင်ပြီးလာမကယ်နိုင်ဘူးလို့ပြောလိုက်တော့ကျော်ကြီးဟာမြမြနဲ့ဇော်ကြီးကြားကပတ်သက်မှုကိုမေးခွန်းထုတ်နေခဲ့ပါတယ်။တကယ်တော့ဒီနေရာကဘာဖုံးလိုက်မှမိတာမဟုတ်ပဲနဲ့မြမြနဲ့ဇော်ကြီးဖောက်ပြန်နေတာကိုသိတဲ့ကျော်ကြီးဟာအကွက်စင်ထားတာဖြစ်နေပြီးတော့အခုဆိုသုံးပွင့်ဆိုင်ဖြည့်ရှင်းဖို့ကြံရွယ်လိုက်တာပါရှင်းပြခွင့်တောင်းနေတဲ့မြမြကိုဇော်ကြီးနင်းထားမိတဲ့မိုင်းကိုပြန်ဖော်ဖို့ဂေါ်ပြားတစ်ချောင်းကိုပေးလိုက်တယ်အခုချိန်ထိဘာတွေဖြစ်နေမှန်းမသိတဲ့ဇော်ကြီးဟာကျော်ကြီးကိုတောင်းပန်ပြီးတော့အေးအေးဆေးဆေးစကားပြောဖို့ကိုသာပြောနေပါတယ်သူ့စော်မြမြကိုတက်ခွာပြီးတော့သူ့ကိုနွားဆက်သွင်းလို့ဒေါသတွေထွက်နေတဲ့ကျော်ကြီးဟာစနစ်တန်ကိုဖြုတ်လိုက်ပြီးတော့မိုင်းကိုအသက်သွင်းလိုက်ပါတော့တယ်အပြက်မှမြမြကိုလည်းဇော်ကြီးနဲ့ပဲနေခဲ့တော့လို့ပြောလိုက်ရင်းနဲ့သူကိုယ်တိုင်ကတော့ကြိုတင်စီစဉ်ထားတဲ့အတိုင်းသူ့ဘော်တာပြောင်ကြီးနဲ့အတူထွက်သွားလိုက်ပါတော့တယ်။ကျော်ကြီးနဲ့ဇော်ကြီးတို့နှစ်ယောက်ကြားဗျာများနေတဲ့မြမြဟာနင်းမိုင်းကိုစနစ်တန်ပြန်ထည့်ဖို့ကြိုးစားနေပေမဲ့လည်းမိုင်းကအသက်သွင်းပြီးတော့ဖြတ်ဖို့ကခက်နေခဲ့ပါတယ်။ကောင်းကျင်တော့တောလေထွက်လာတဲ့နောက်ထပ်ပြောင်ကြီးတစ်ကောင်ကသူ့လက်ဆွဲတော်ခွေးနဲ့အတူရောက်ချလာပါတယ်။နူပါတဲ့ဆိုမှဝဲဆွဲမဲ့ဇော်ကြီးကတော့ခွေးကကိုက်ဖို့လုံနေလို့မြမြလည်းဂေါ်တစ်ချောင်းနဲ့ခွေးမောင်းနေရရှာပါတယ်။ကျွင်းတူပြီးအလောင်းဖြောက်ဖို့ကြိုးစားနေတယ်လို့ထင်သွားတဲ့ပြောင်ကြီးဟာဇော်ကြီးကိုတနက်နဲ့ထိုးချိန်ထားခဲ့ပါတယ်။ဇော်ကြီးဟာသူ့မိုင်းနှင်းမိနေတာကိုပြောနေခဲ့ပေမဲ့ဒီတော့ကိုအမြဲတမ်းရောက်နေတဲ့ပြောင်ကြီးဟာဒီနေရာမှာမိုင်းမရှိကြောင်းပြောရင်းနဲ့ဇော်ကြီးနဲ့မြမြကိုလင်မယားတွေလားလို့မေးလိုက်ပါတယ်။မြမြကလည်းလင်မယားမဟုတ်ကြောင်းနဲ့သူမတို့ကိုကူညီဖို့တောင်းပန်နေခဲ့ပါတယ်။ပြောင်ကြီးကသူမတို့တောထဲရောက်နေရတဲ့အကြောင်းရင်းကိုအမှန်တိုင်းပြောဖို့ပြောနေလို့ခေရင်းကြတဲ့အထိအကုန်လုံးရှင်းပြနေရပါတယ်။ဇော်ကြီးနဲ့ရောကျော်ကြီးနဲ့ရောဖောင်းနိုင်ခဲ့တဲ့မြမြကိုအပြက်မှတယောက်လို့ပြောင်ကြီးကခေါ်လိုက်တယ်။ဇော်ကြီးကစကားကိုစင်စင်ချင်းချင်းပြောဖို့နဲ့ပြောနေချိန်မှာတော့ပြောင်ကြီးကမင်းတို့ကိုဒီတိုင်းထားခဲ့လို့ရတယ်ဆိုပြီးချင်းချောက်စကားပြောလိုက်ပါတယ်။သူတို့ကိုချန်ခုံသွားတဲ့ကျော်ကြီးနောက်လိုက်ဖို့တဲလွန်စားရှာနေရင်းနဲ့ခွေးနဲ့အနံ့ခံခိုင်းနေတော့
အိတ်တလုံးကိုတွေးလိုက်လို့ကောက်ဖွင့်ကြည့်လိုက်တော့လူစိုးထင်းကိုတွေးလိုက်ရပြီးတဝါကြီးရှူပစ်လိုက်ပါတယ်နာဘူးပြောင်းရတော့သူ့ကိုကူညီစေခြင်းရင်ငွေပေးလို့မရသလိုရွှေပေးလို့လည်းမရကြောင်းဇော်ကြီးနဲ့မြမြကိုပြောနေပါတယ်အဲ့ဒီအစားမြမြဝတ်ထားတဲ့လူစိုးထင်းကိုချွတ်ပြီးတော့သူ့ကိုပေးဖို့ပဲတောင်းဆိုလိုက်ပါတယ်ဇော်ကြီးကတော့သူ့စီမှာရှိတဲ့ဒေါ်လာ300နဲ့အကျွေးဝယ်ကက်ရဲ့ password ကိုပါပြောပြပြီးတော့ပေးလိုက်ပြီးမဲ့လဲပြောင်းကြီးလိုချင်တာကမြမြကိုဝူရှူဝါလုံးချင်နေတာပဲဖြစ်နေပါတယ်နောက်ဆုံးလက်လျှော့လိုက်ပြီးတော့ရွက်ဖြင့်တဲတွေကိုလူစိုးထင်းသွားချွတ်ဖို့လုံးနေတဲ့မြမြကိုသူရှိမှာပဲချွတ်ဖို့ပြောနေခဲ့ပါတယ်လူစိုးထင်းခရမ်းရောင်လေးကိုရာသွားတဲ့ပြောင်းကြီးကတော့သူလဲတဝါကြီးရှူပြီးသူ့ရဲ့ခွေးကိုလည်းပေးရှူလိုက်ပါသေးတယ်ဗျအဲ့ဒီအချိန်ပြောင်ကြီးရဲ့ကြောဖို့အိတ်ထဲကနေဖုံးမိလာလို့မြမြနဲ့ဇော်ကြီးကသူတို့ကိုဖုံးပေးဆက်ဖို့တောင်းဆိုခဲ့ပါတယ်ဖုံးဆက်ခြင်းရင်သူခိုင်းတာနောက်တစ်ခုထပ်လုပ်ရမယ်လို့ပြောင်ကြီးကထပ်ဆိုလိုက်ပြန်ပါတယ်အဲ့ဒါကစောမနာကမြမြရဲ့တွင်ငံကိုပြောင်ကြီးကတခင့်စီဘောလုံးယူလာပေးတဲ့ခွေးလိုမျိုးလူစိုးထင်းကိုပါဇက်နဲ့ကြိုက်ပြီးယူလာပေးရမှာပဲဖြစ်ပါတယ်လက်မခံနိုင်တဲ့မြမြကတော့ဇော်ကြီးဘေးကတွင်းကိုဒါဆက်တူးနေလိုက်ပါတယ်မိမသားတယောက်အတွက်တွင်းတူးရတာပင်ပန်းလာတော့ပြောင်းပြီးတောင်းဆိုထားတာကိုလက်ခံလိုက်ပြီးပထမအကြိမ်မြမြလက်နဲ့လူစိုးထင်းကိုယူလာပေးပေမဲ့ပြောင်းကြီးကလက်မခံပဲလေးဘက်ထောက်ပြီးတော့မှခွေးလိုယူလာခိုင်းလိုက်ပါတယ်ဒုတိယအကြိမ်မြမြကလေးဘက်ထောက်ပြီးလူစိုးထင်းကိုပြောင်းကြီးစီယူလာခဲ့ပါတယ်ပြောင်းကြီးကလည်းခွေးမှလက်မပါဘူးဆိုပြီးတော့ပါဇက်နဲ့ကြိုက်ပြီးယူလာပါလို့ထက်ခိုင်းနေခဲ့ပါတယ်နောက်ဆုံးမြမြပြောင်းကြီးခိုင်းတဲ့အတိုင်းအတိအကျလုပ်လိုက်မှမြမြတို့လိုချင်တဲ့ဖုံးကိုပေးပြောလိုက်ပါတယ်ဖုံးပေးပြောပေမဲ့ဟိုဘက်ကစကားကိုမြမြလည်းနားမလည်ဖြစ်နေရပါတယ်ခွင်ရေးယူဖို့စောင့်နေတဲ့ပြောင်းကြီးဟာဘာသာပြန်ပေးစေခြင်းရင်မြမြရဲ့စနေနှခိုင်းနဲ့ကြောင်မာလေးကိုပြရမယ်လို့ဆိုလာပြန်ပါတယ်ဇော်ကြီးဟာသူကြာကူလီနိုင်ထားတဲ့မိန်းမကိုမပြရဘူးတားနေပေမဲ့လည်းဟိုနေတဲ့ပြောင်းကြီးကတော့တနက်နဲ့ပါထိုးကျင်ပြီးတော့မပြရင်ပြစ်ပလိုက်မယ်ဆိုပြီးအထိဖြစ်လာခဲ့ပါတယ်။နဲ့ချိန်ထားခံရတဲ့မြမြသူမဝတ်စားတွေကိုတလွာချင်းချွတ်ချနေလို့ဇော်ကြီးတယောက်ပြောင်ကြီးကိုချိန်ဆနေခဲ့ပါတယ်။ပဲမြစ်ပြောင်ကြီးတက်ထွက်ပြောင်ကြီးဆိုပြီးတော့ဇော်ကြီးကဇက်တိုက်ပြောနေခဲ့ပြီးအာယုံအလွှဲခံလိုက်ရတဲ့ပြောင်ကြီးကဇော်ကြီးကိုတနက်နဲ့ချိန်နေလို့မြမြကတောင်အောက်ဆင်းပြေးသွားပါတယ်။ပြောင်ကြီးကခွေးကိုရှူတိုက်ပြီးတော့မြမြနောက်လိုက်ခိုင်းခဲ့ပြီးမဲ့ဇော်ကြီးကိုလည်းဒီအတွက်ပေးဆက်ရမယ်ဆိုပြီးတော့ကျင်းနေခဲ့ပါတယ်မကြခင်ချိန်လေးမှာပဲမြမြရဲ့အော်ဟစ်တန်ငိုကြွေးတန်တွေကိုကြားလိုက်ရပြီးတနက်တက်လက်ကြာသွားခဲ့ပါတယ်မြမြကိုဖတ်ပြီးဓာတ်နဲ့ထောက်ထားတဲ့ပြောင်ကြီးဟာဇော်ကြီးကိုတနက်နဲ့ပြစ်ဖို့ပြောနေရင်မင်းပြစ်ရင်မင်းကောက်မှလေတေသွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မြမြကိုအပြက်မလို့ပြောလိုက်ပြီးတော့ပါးကိုလည်းဓာတ်နဲ့မှုန်းလိုက်ပါတယ်ဇော်ကြီးကမမဆောင်လို့ဝေခွဲမရဖြစ်နေတော့ပြောင်းကြီးကတော့မြမြကိုကြောက်ဆောင်တစ်ခုပေါ်မှာသူ့ရဲ့ပဲမြစ်လေးနဲ့လဲထွန်နေခဲ့ပါတယ်ပြောင်းကြီးလဲထွန်တာကြောင့်မြမြအော်တန်ကလည်းထွက်ပေါ်လာခဲ့ပြီးတော့ဇော်ကြီးအတွက်ဝမ်းနဲ့နေရရှာပါတယ်သူစ조사ပန်းစားကြောက်ကူလီထားတဲ့သူ့တငယ်ချင်းရဲ့ဇော်ကိုသူ့ရှေ့မှာတင်လဲထွန်နေတော့ဒေါသထွက်နေတဲ့ဇော်ကြီးဟာပြောင်ဝင်းကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ကန်ဆိုးကျင်တော့တခင်ကိုတနက်နဲ့ပစ်တော့မှဟိုတိတဲ့ခွေးကဇော်ကြီးရဲ့မိုင်းနှင်းထားတဲ့ခြေထောက်ကိုလာကိုက်လို့ပြစ်မှတ်လွဲပြီးတော့မြမြကိုမှန်သွားခဲ့ပါတယ်။ကန်ကောင်းတာကတော့သူနှင်းထားတဲ့မိုင်းကမကွဲသွားခဲ့တာပါ။မြန်မာဘောကားတွေတဲကလို့မိုင်းဆိုတာနင်းထားရင်ရတဲ့အမျိုးအစားမဟုတ်ကြောင်းနဲ့နင်းမိတာနဲ့ပောက်ကွဲတာဖြစ်ကြောင်းပြောင်ကြီးကရှင်းပြလိုက်ပါတယ်။နင်းမိုင်းအတူတစ်ခုထောင်ပြီးတော့ခေါ်ပြားတစ်ချောင်းနဲ့သူ့အပေါ်ဖောက်ပြန်တဲ့မြမြနဲ့တငယ်ချင်းစော်ကြီးကိုလှလှပပအကွက်ဆင်သွားတဲ့ကြော်ကြီးဟာတော့ညံကြီးရှင်ဖြစ်နေခဲ့ပါတယ်။မိတ်ဆွေတို့မှလည်းကြော်ကြီးနဲ့မယ်နဲ့တငယ်ချင်းတွေရှိရင်သွားမရှုပ်ကြပါနဲ့လို့အကြံပေးချင်ပါတယ်။ဇလန်းလေးကိုဒီမှာပဲအဆုံးတက်သွားပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။